င်္ဂလာပါရှင်။ Radiant EDU Corner ရဲ့ဆန်းစစ်ပတ်ပဲဖြစ်ပါတယ်။ဒီနေ့ကတော့မွန်တိုင်းရုံးကိုဆက်ပြီးတော့သွားပါမယ်။ခိုင်းလိုမျိုးပဲဒီစာပိုက်မဖတ်ခင်မှာမေးခွန်းလေးကိုဖတ်မယ်ပေါ့နော်။建物はどうしてありませんか？建物ဆိုတာအဆောက်အဦပေါ့နော်။အဆောက်အဦကどうしてဘာကြောင့်ありませんかမရှိတာလေးပေါ့နော်။အဲဆိုရင်ဒီအောက်မှာခိုးတိုးပါလေးပေးထားတယ်တာတဲပုံတော့ကအဆောက်အဦခေါ်ရတဲ့တို့ကကြတော့ဒီချက်စီးချင်းခံရတာပေါ့နော်တိုင်ဖုန်းကကြတော့တိုင်ဖုန်း地震ကကြတော့မြန်မာအဲဆိုရင်ဖတ်ကြည့်ပါမယ်東京から電車で1時間くらいのところに東京ကနေပြီးတော့ဒီ電車ပေါ့နော်ရထားနဲ့သွားမယ်ဆိုရင်တနားရီကိုယ်တိုင်းဆိုတာလောက်တနားရီလောက်ကြာတဲ့のところにဆိုတာနေရာမှာတဲ့鎌倉という町があります。鎌倉လို့ခေါ်တဲ့ထိုးယူဆိုတာလို့ခေါ်တဲ့町ပေါ့နော်မြို့ကတဲ့ရှိပါတယ်တဲ့鎌倉には高さ鎌倉ကပေါ့နော်高さဆိုသူ့ရဲ့ဒီအမြင့်อ่ะပေါ့နော်11メートルのဒီမီတာပေါ့နော်ဒါイブスဆိုတာဒီဗုဒ္ဓရုပ်ပွားတော်ပေါ့ကありますတဲ့ဗုဒ္ဓရုပ်ပွားတော်ရှိပါတယ်တဲ့ဒါイブスက作られたပြုလုပ်ခြင်းခံရတယ်ပေါ့နော်ဒါကခံရတဲ့ပုံစံမှာတတုခိအချိန်ကဆိုလို့ရှိရင်တဲ့တုခိဝ建物の中にဒီသူကအဆောက်အဦရဲ့အထဲမှာありましたかတဲ့ရှိခဲ့ပြီမဲ့今はအခုကဆိုရင်建物がありませんအဆောက်အဦကမရှိဘူးပေါ့နော်どうしてဘာကြောင့်建物がなくなったのでしょうかなくなったဆိုတာဟိုပျောက်ဆုံးတော့ဘောနော်ဘာဖြစ်လို့မရှိတော့ရလဲတိုင်ဖုန်းကြောင့်ခိုးရတဲ့တာဖြည့်ဆည်းခံခဲ့ရတာလား地震でခိုးရတဲ့တာ地震ကြောင့်ပဲဖြည့်ဆည်းခံရတာလားဆူနာမီတဲ့နာကစားတဲ့တာနာတို့ဒီဆူနာမီကြောင့်လားစတဲ့အီရိုနာအကျိုးအမျိုးတော့ပေါ့နော်အီဝါတဲ့တဲ့အီမတ်ကရှိခဲ့ပြီနဲ့ပြောနေကြပြီနဲ့ဒါတွေမို့ဘဒူမဟွန်တော့ကတော့ဟုတ်လားတကယ်လားဆိုတာကိုဝါကာရနိုင်ဆိုတဲ့မသိကြပါဘူးတဲ့ဒါဆိုရင်အဖြစ်ကိုဖတ်ကြည့်အောင်ဒီ一番ကနေပြီးတော့1 2 3 4နဲ့ကနေပြီးတော့အမှန်ဆုံးဖြစ်ရွေးမယ်ပေါ့နော်ဟာဂျီမဲခါရာအစနေပြီးတော့ありませんでしたအစကတည်းကမရှိခဲ့တာတဲ့ဒါဆိုနံပါတ်1ကမဟုတ်ပါဘူးနံပါတ်2ဆူနာမီで流されましたဆူနာမီကြောင့်ပျက်စီးသွားတာတဲ့ပြိုသွားတာပေါ့နော်ဒါမဟုတ်ပါဘူး तू ကဒီဒါကြောင့်လားဆိုပြောထားတဲ့အတွက်ကြောင့်ဒါမဟုတ်ဘူးနံပါတ်2မဟုတ်ပါဘူးနံပါတ်3地震と台風で壊れました地震ငလင်ရဲ့တိုင်ဖုန်းကြောင့်ပဲဖြည့်ဆည်းခံရတာဒါလည်းမဟုတ်ပါဘူးဂန်အင်းဆိုတာအကြောင်းရင်းမှာရုပ်ခုဆိုတာကောင်းအကြောင်းရင်းကိုကောင်းဝါကာဒီမဆန်အကြောင်းရင်းကိုကောင်းနားမယ်ဟုတ်ပါတယ်ဒီမှာဆိုရင်ဘာကြောင့်လဲဆိုတော့ဘာကြောင့်ရွေးရလဲဆိုရင်ဒါတွေも本当かどうかわからないんですわからないそうですအဲ့လိုမျိုးပြောထားတဲ့အတွက်ကြောင့်နံပါတ်4မှန်ကိုရွေးပါတယ် correct answer က4မှန်ပါဒါဆိုလို့ရှိရင်နောက်ထပ်မွန်တိုင်းခေါ်ကိုသွားပါမယ်မွန်တိုင်းခေါ်ကိုမသွားခင်မှာဒီခိုင်းလိုမျိုးပဲမေးခွန်းလေးကိုအရင်ဆုံးဖတ်ပါမယ်どうしてဘာကြောင့်町にゴミが落ちていませんかဘာဖြစ်လို့ပေါ့နော်ဒီဂျပန်နိုင်ငံမှာဆိုလို့ရှိရင်လမ်းပေါ်မှာအမှိုက်တွေပြစ်ချခြင်းမရှိရလေပေါ့နော်အမှိုက်တွေမရှိရလေဖတ်ကြည့်ပါမယ်日本の町にはဒီဂျပန်ရဲ့မြို့မှာဆိုလို့ရှိရင်ゴミ箱がないဆိုတာဒီအမှိုက်ပုံးတွေမရှိဘူးပေါ့နော်ゴミ箱はないのにဆိုတာရဲ့သားနဲ့မရှိရဲ့သားနဲ့မရှိတာတောင်မှပေါ့နော်မြချီနီဒီလမ်းတွေမှာဂေါမီက落ちていないのはဒီအမှိုက်တွေပြစ်ချခြင်းမရှိတာကどうしてだろうဆိုတော့ဘာကြောင့်များလဲみんなはအားလုံးကゴミをどこに捨てているのだよဘယ်မှာပြစ်ကြလဲပေါ့နော်အားလုံးက日本人の友達に聞いてみるとဂျပန်လူမျိုးတငယ်ချင်းကိုမေးကြည့်လိုက်တဲ့အခါမှာပေါ့နော်
ゴミはဒီအမိုက်ကဥချေမတ်တဲ့ခါအဲ့တို့ဘာကြောင့်လဲသူကအိမ်ကိုပြန်ပြီးတော့ဒီအမိုက်ကိုပေါ့နော်အိမ်ပြန်တည်သွားတာကြောင့်လို့တိုအစ်တာပြောခဲ့ပါတယ်日本の小学校ではဂျပန်ရဲ့ပေါ့နော်မူလာတဲ့ကျောင်းမှာကလေးကどこが出かけた時にはဘယ်နေရာကိုပဲဖြစ်ဖြစ်ထွက်တဲ့အခါကျလို့ရှိရင်လည်းအပြင်ထွက်တဲ့ဘယ်နေရာဝဲတော့ပေါ့နော်ခါအဲ့ဒီနီအပြန်မှာဂေါမီကိုမတ်တဲ့ခါအဲ့တို့ခုတ်တော့ဒီအမိုက်ကိုပြန်ပြီးတော့ယူလာရမယ်ဆိုတဲ့အကြောင်းအရာကိုတဲ့အိုရှီယေရူဆိုဒါတင်ကြပေးရပေါ့နော်ခို့တော့မလို့ဒုက္ခိခါရာဒီကလေးဘဝလေးကနေစပြီးတော့ဂေါမီကိုမတ်တဲ့ခါအဲ့တို့ခုတ်တော့အိုရှီယေရာရဲရူခါရာဒီအမိုက်ကိုဘယ်လိုမျိုးပြန်ပြီးတော့အိမ်ကိုပြန်ပြီးတော့ယူလာရမယ်ဆိုတဲ့အကြောင်းသင်ကြားပေးခဲ့တဲ့အတွက်ကြောင့်日本の街は綺麗なのだと思ったဒီဂျပန်ရဲ့မြို့တွေကဆိုလို့ရှိရင်လှတယ်လို့တွေးမိပါတယ်တဲ့ဒါဆိုရင်အဖြေကိုရှာကြည့်ပါမယ်နံပါတ်1ゴミ箱が街にないからအမိုက်ပုံးတွေကတဲ့ဒီမြို့တွေမှာမရှိလို့တဲ့ဒါဆိုမှားပါတယ်ဥချေရဲ့ဂေါမီအိုးတဲ့ဒီအိမ်ကိုပေါ့နော်ဒီအမိုက်ကိုမတ်တဲ့ခါအဲ့ဒုခါတာတဲ့ဘာဖြစ်လို့လဲအဖြစ်မှန်အိမ်ကိုပြန်ပြီးတော့တည်သွားလို့ပါဒါဆိုရင်一番いいものは2番です